ကြိုတင်ပြင်ဆင်ထားခြင်းအားလုံးထဲမှာစိတ်ကိုကြိုတင်ပြင်ဆင်ထားဖို့ကတော့အဓိကပဲနော်သူတို့ကခုနပြောပြသွားပြီနော်လှလိုက်တဲ့နှကန်းစိတ်နော်ဒါပတ်စံချမ်းသာတဲ့အမျိုးသမီးဖြစ်တယ်အတိုင်းဝိုင်းတောင်းတယ်နော်ဖအေးမအေးကလက်ရှိတက်ရှိထင်ရှားအဖေရောအမေရောရှိသေးတယ်နော်တခုခုဆိုအဖေအမေဆိုပြီးတော့အဖေအမေရဲ့ရင်ခွင်ထဲပြေးဝင်ပြီးတော့အော်ငိုလို့ရသေးတယ်နော်လုံးဝမနာလိုခြင်းအတင်းပြောခြင်းဟဟလားစောင်းခြင်းမြောင်းခြင်းလျှို့ဝှက်ခြင်းမရှိဖြေသိပ်ပေးမဲ့အဖေနဲ့အမေရှိသေးတယ်အဲ့အဖေနဲ့အမေကလည်း background အတောင့်ကြီးတွေဘာမှမရှိတဲ့လူတွေဆိုဘယ်လိုလုပ်ကြမလဲဘယ်သူမှမရှိတဲ့လူတွေbackground လည်းမရှိဘူးပတ်စံလည်းမရှိဘူးမိဘလည်းမရှိဘူးဘာမှမရှိတဲ့အမျိုးသမီးတယောက်ကိုအဲ့လိုလုပ်သွားရင်ဘယ်လိုလုပ်ကြမလဲဘယ်လိုနှလုံးသားမျိုးနဲ့အဲ့ဒီပြဿနာကိုခံစားမလဲတေးသွားနိုင်တယ်ဟောတေးသေးချင်လားစိတ်တန်ရာလူသေးတယ်နော်ဓာတ်နဲ့ထိုးရင်ဂျက်ကောင်းထိမှလူသေးတာတနတ်နဲ့ပြစ်လဲအဲ့လိုပဲဂျက်ကောင်းထိမှလူသေးတာတစ်ချက်တည်းနဲ့မသိဘူးဒါပေမဲ့စိတ်တန်ရာလူသေးတယ်ပေါ်ရှော့မထွက်ချနဲ့စိတ်တန်ရာလေးစိတ်ညစ်အောင်လုပ်တာလေးကိုပဲဟာလားနေတိုင်းပဲစိတ်ညစ်အောင်လုပ်နေတာလေးကိုပဲနော်ကျမတို့လိုဘဝနော်အားကိုးစရာဆိုလို့ကိုပဲရှိတယ်ဒါပေါ့နော်ဒီလိုကိုပဲကိုသာကိုးကွယ်ရဆိုတဲ့အမျိုးသမီးတွေအနေနဲ့နော်တကယ်လို့များဒီလိုပြဿနာမျိုးကိုကြုံတွေ့ခဲ့မယ်ဆိုရင်ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ